ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေထဲမှာအရွယ်ရလာတဲ့နဲ့မြထိခိုက်ခံလို့မရတဲ့စကားလုံးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ယုံကြည်မှုဆိုတဲ့စကားလုံးတစ်ခုပါကျွန်တော်အရင်တော့ဒီစကားလုံးကိုကျွန်တော်ပေါ့လေးပဲတွေးလာခဲ့ပါတော့ဒါပေမဲ့ကျွန်တော်အလုပ်ခွင်ထဲရောက်လာမှပဲသိလာခဲ့ရတာကဒီစကားလုံးကစကားလုံးတစ်ခုထက်ပိုတယ်ဆိုတာကိုကျွန်တော်သိလာခဲ့ရတယ်တစ်ဆက်တည်းမှာပဲငွေကြေးဆိုတဲ့အရာကိုရှာဖွေရင်းနဲ့ကျွန်တော်တို့ရဲ့ယုံကြည်မှုကိုပါတပါးတည်းဒီဆောက်လာခဲ့ကြတဲ့ဆိုတာကိုလူများစုကမိနေတတ်ကြတယ်ကျွန်တော်အထိလည်းအရေးပါမယ်လို့ကျွန်တော်မထင်ထားခဲ့ဘူးပေါ့နော်ဒီစကားလုံးကနေရာတစ်ခုနဲ့တစ်ခုပေါ်မူတည်ပြီးတော့သူ့ရဲ့အတိတ်ပဲတွေလည်းမတူညီကြဘူးလုပ်ငန်းခွင်ထဲမှာဆိုရင်လည်းလုပ်ဖို့ကိုကင်ပတ်အချင်းချင်းထားတဲ့ယုံကြည်မှုဒီယုံကြည်မှုဆိုတဲ့အရာကကျွန်တော်တို့ပတ်စံနဲ့ပေးဝယ်လို့ရတဲ့အရာမဟုတ်ဘူးကျွန်တော်အချိန်ကာလကြာမြင့်စွာဖန်တီးဒီဆောက်မှရလာတဲ့အရာဖြစ်တယ်ဒါကြောင့်မို့ပစ္စည်းဖို့အရန်လွယ်ကူတယ်ပြောတာလို့တော့ဒီဖက်လက်တွေမှာဒီဆောက်ရဖို့တကယ်ခက်တယ်ဒါကြောင့်မို့ယုံကြည်မှုတစ်ခုရခဲ့ပြီဆိုရင်လည်းပျက်စီးမခံဘူးကျွန်တော်ဒီဗီဒီယိုကနေပြောချင်ပါတယ်